Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ပြစ်တိုင်းဒီ tip ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် tip လေးတွေဒီဂျားရက်တွေမှာပေါ့နော်ပွဲလေးတွေရှိပေမဲ့လည်းကျွန်တော် tip video လေးတွေမရိုက်ဖြစ်ဘူးဖြစ်နေတယ်ကျွန်တော်ဒီဘောလုံးသတင်း video လေးတွေပဲနည်းနည်းအားစိုက်ပြီးမှရိုက်နေတဲ့အတွက်ကျွန်တော်ပြစ်တိုင်းဒီ tip ဒီလေးလပိုင်းမှာလုံးဝအပေါင်းပြနေတဲ့အနေအထားပေါ့နော်ဒါပေမဲ့နောက်ဆုံးကျွန်တော်တင်ပေးလိုက်တဲ့နှစ်ပွဲဇက်တိုက်မှာတော့နည်းနည်းလူဆိုတဲ့ရာလန်နဲ့အရှုံးရာလန်နဲ့ရင်ဆိုင်နေရတဲ့အနေအထားမှာကျွန်တော်ဒီနေ့ညစနေနေ့ညမှာကျွန်တော်တို့ညီကိုတွေအတွက်အပေါင်းလက္ခဏာဆောင်မဲ့ပွဲစဉ်လေးကိုကျွန်တော်ဒီနေ့ညရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ဘာပဲပြောကျွန်တော်တို့ Premier League ဆိုတဲ့တမိုင်းခီးဂျန်ကိုနှင်လာတာ34ပွဲမြောက်ပြီဖြစ်ပါတယ်။ဘာပဲပြောရာသီကုန်တော့မယ်ကျွန်တော်တို့9လပိုင်း25ရက်နေ့ဆိုရင်ကျွန်တော်တို့ချစ်မြတ်နိုးတဲ့ဒီ Premier League ဘောလုံးရာသီတရားသီတိန်းတော့မယ်ပေါ့နော်ဒီအတော်အတွင်းမှာကျွန်တော်တို့ဒီဘောလုံးလောင်းကစားနဲ့ချမ်းသာနေတဲ့လူတွေကခက်နေနေပေါ့နော်ထိုင်နေရချမ်းသာတယ်လို့ထင်အောင်ထင်နေမယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘောလုံးလောင်းကစားတွေထဲမှာလုံးဝ fair အဖြစ်ဆုံးလို့ပြောလို့ရမယ်အရာကကျွန်တော်ဘောလုံးလောင်းကစားလို့ပြောလို့ရတယ်ဒါကနိုင်ငံတကာကလည်းလက်ခံထားပြီးသားမလို့ဒီလောင်းကစားကိုတရားဝင်ချပြထားတဲ့နိုင်ငံတွေတရားဝင်လောင်းဝင်ရှိတဲ့နိုင်ငံတွေလည်းအများကြီးပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဘောလုံးအကြောင်းလည်းဝါသနာပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးမှလည်းစီးပွားရေးလုပ်ချင်ကြတဲ့ညီကိုတွေအတွက်လည်းအကျိုးမြတ်ရှိအောင်လို့ကျွန်တော်ဒီနေရာလေးပြီးမှကျွန်တော် tip လေး free tip လေးတွေကိုချပေးသွားတာဖြစ်ပါတယ်ပြစ်တိုင်းထိ tip ဆိုတာရက်ဒီလာတာအများကြီးမကြပါဘူးကိုညီကိုတွေအတွက်ခေါင်းပုံဆုံးဖြစ်အောင်အများတန်းစူးစမ်းပေးနေပါတယ်ကျွန်တော်နာမည်ကတော့ကိုချင်းပါဆက်လက်တက်ဆက်ပေးပါမယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီပြစ်တိုင်းဒီ tip စနေနေ့ညပွဲစဉ်လေးမှာကျွန်တော်ဘယ်ပွဲစဉ်လေးရွေးချယ်ထားလဲဘယ်ပွဲစဉ်လေးဆိုတော့ကျွန်တော်တို့အချစ်တော်ပေါ့နော်အချစ်တော်ဘာပဲပြောညီမလေးတို့ပွဲစဉ်လေးကိုရွေးချယ်ပေးသွားပါလေရွေးချယ်ပေးသွားပါဖြစ်ပါတယ်ညီမလေးပွဲကဘယ်သူနဲ့တွေ့တာလဲEverton မှာ Everton ဆိုတာဒီအခု David Moyes ရောက်လာတဲ့နောက်ပိုင်းမှာသူ့ရဲ့ကင်ခဲ့တဲ့ပွဲစဉ်တိုင်းမှာဂိုးပေါ်ဆိုတာမရှိပါဘူးခင်ဗျာလုံးဝခံစစ်ကိုလုံးဝကျွန်တော်တို့အရှိဗျာကျွန်တော်တို့ဒီ Moyes တို့ Ferguson တို့လက်ထက်တုန်းကသုံးခဲ့တဲ့ 442 တို့ 433 တို့လုံးဝခံစစ်ကိုလုံးဝstable ဖြစ်အောင်တည်ငြိမ်အောင်တိဆောက်ပြီးမှတိုက်စစ်ကိုတွားတဲ့အနေအထားတကူရရင်ပိတ်ကစားမယ်ထားပါတော့နှစ်ကူရရင်တေးကြပြီလုံးဝဒီအသင်းဟာအနိုင်ဆိုတဲ့ရလက်ဆိုတဲ့ကစားကွက်နဲ့ပုံဖော်နေတဲ့ကျွန်တော်တို့ရဲ့ Manchester United ရဲ့နီးပြဟောင်းလည်းဖြစ်တဲ့ David Moyes ဖြစ်ပါတယ် Everton ရဲ့ Leeds နီးပြဆိုလည်းမှတ်မအောင်ပေါ့ဗျာပွဲလေးကိုဆက်သွားကြအောင်ဒီနေ့ Chelsea နဲ့ Everton တွေ့မဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ် Chelsea နဲ့ Everton ဆိုတော့ Chelsea ကအခုပွဲချက်ကာလကိုရာသီသိမ်းမှာဖြတ်တန်းရမယ်ထားပါတော့ Everton နဲ့ကန်ရမယ် Chelsea Everton ကန်ရမယ်ကျွန်တော်တို့မေလ4ရက်နေ့မှာကျွန်တော် Chelsea လက်ပါဘူးရှိမယ်ကျွန်တော်တို့ဒီကြားထဲမှာကျွန်တော် Conference League တွေတော့ရှိရပါတော့ Conference League တွေတော့ထည့်မပြောတော့ဘူးအဲ့ဒါပြီးရင်ကျွန်တော် Premier League အကြောင်းပဲပြောနေတဲ့အတွက်မေလ9ရက်နေ့မှာ Newcastle အင်ကွင်းမှာကန်ရမယ်မေလ18ရက်နေ့မှာ Manchester United နဲ့ကန်ရမယ်မေလ25ရက်နေ့ရာသီပိတ်ပွဲစဉ်ကတော့ Nottingham Forest ဆိုတဲ့အိမ်ဝင်းမှာတွားကြရမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ပွဲချက်ကာလာနဲ့ရင်ဆိုင်ရမယ့်ကအချိန်ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီနေ့ည6နာရီမှာကံမယ် Chelsea နဲ့ Everton ပွဲစဉ်တွေကဘလို့အချိန်နဲ့ရှိသွားမလဲဘာတွေဖြစ်သွားမလဲဆိုကျွန်တော်ဆက်လက်ဆောင်ကြရမှာဖြစ်ပါတယ်ဆက်လက်ဆောင်ကြရမယ်ဆိုတော့ဒီနေ့ည Everton ခံစစ်ကို Chelsea တိုက်စစ်မှုတွေထိုးဖောက်နိုင်ပါမလားကျွန်တော်ကတော့လုံးဝမထင်ဘူးဗျာဒီပွဲကတော့ 1-0-1-1-0-2 ဆိုတဲ့ရလက်ကအများဆုံးပဲထင်တယ် Chelsea နိုင်သွားလဲတကူပဲထန်ကုန် Everton ကတိုက်အောင်2-0ဆိုတဲ့ရလက်နဲ့ပြီးမဲ့ထင်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ညအသေးစားဆုံးဖြစ်မဲ့ပွဲစေးအဖြစ်ဆုံးဖြစ်မဲ့ပွဲစဉ်တွေကတော့ Chelsea 9 အောက်ကိုရွေးချယ်ပေးထားပါတယ်ခင်ဗျာကျွန်တော်ပြစ်တိုင်းထိ tip ကိုဒီနေ့စနေနေ့ညအစီအစဉ်အတွက်ရွေးချယ်ပေးတဲ့ပွဲစဉ်တွေကတော့ကျွန်တော်ထက်ခါနောက်တစ်ခေါက်ထပ်ပြောပါမယ်အဲ့ဒါကတော့ Chelsea 9 အောက်ပါခင်ဗျာညီကိုတို့တကယ်လို့ Chelsea body ကြရင်လည်းပါကစားလို့ရပါတော့ဒါဒုတိယရွေးချယ်မှုပေါ့ကျွန်တော်အကြိုက်ဆုံးဒီနေ့ညစနေနေ့ညပြစ်တိုင်းထိတစ်ပြက်ပွဲစဉ်တွေကတော့ Chelsea 9 အောက်ပါခင်ဗျာအားလုံးကိုညီကိုတွေလောင်းတိုင်းပေါင်းနိုင်ကြပါစေဒီဘောလုံးနဲ့ပတ်သက်ပြီးမှစီးပွားရေးရှာနေတဲ့ညီကိုတွေလည်းအားလုံးအဆင်ပြေချောမွေ့တဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဒီညနေမှာဆုတောင်းပေးခြင်းပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ကြွညာလေးတစ်ခုဝင်ပြစေကျွန်တော်နာမှာunit တွေဝယ်လို့ရပါတယ် iBet ယူမလား5 3လုံး miss ယူမလား sport 899ယူမလား sport 8 zone ယူမလားညီကိုတို့အပြင်းပြေလှည့်လို့ရတဲ့ slot ခင်းယူမလားကျွန်တော်နာမှာ unit တွေ
လုံးဝ order ရပါတယ်24နိုင်ဝန်ဆောင်မှုနဲ့ Viber နံပါတ်0940275089မှာကျွန်တော်ကိုယ်တိုင်24 hour ဝန်ဆောင်မှုပေးနေပါတယ်ညနေတော့ကျွန်တော်ညီလေးတွေဝန်ဆောင်မှုပေးပါတယ်ဘောနက်အစီအစဉ်တွေလည်းရှိတာမို့လာရောက်ကန်ဆန်းကြဖို့ကျွန်တော်ဒီနေ့ကနေမှဖိတ်ခေါ်ပါတယ်အားလုံး good luck ပါခင်ဗျာပျော်ရွှင်ချမ်းမြေ့တဲ့ညချမ်းလေးပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေမှဆုတောင်းပေးပါတယ်ခင်ဗျာဒီနေ့စနေနေ့ဆိုတော့ကျွန်တော်တို့ unit ဖြစ်တာပဲဖြစ်ဖြစ် account သစ်ဖြစ်တာပဲဖြစ်ဖြစ်ကျွန်တော် bonus အစီအစဉ်လေးတွေပူဆောင်အထက်အပူပေးတဲ့အစီအစဉ်လေးတွေဒီထက်မှကပူရမယ်ဆိုတော့အကြောင်းလေးလည်းထပ်ဆင့်ပြောကြားချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ